ကျမနောင်မမို့တရားပါရှင်ကျမရှမ်းပြည်နယ်စွန့်တွထင်မြို့သမီးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဖြစ်ပါတယ်ရှင်ကျမတို့ဒီနေ့ချင်းရိုင်းနဲ့ချင်းမိုက်ခီးစင်မှာကျမတို့ကမြို့သမီးလုပ်ငန်းရှင်ရန်ကုန်နဲ့မိထီလာပြည်မြို့နဲ့ရှမ်းပြည်တောင်ပိုင်းမှာလုပ်ငန်းရှင်များအားလုံး22ဦးဒီခီးစင်မှာလာရောက်လေ့လာကြဖြစ်ပါတယ်ဒီနေ့အနေနဲ့ကတော့ကျမတို့ပထမဦးဆုံးမုံကလမဲလုပ်တဲ့လုပ်ငန်းကိုတွားရောက်လေ့လာပါတယ်အခုကျမတို့ချင်းရိုက်ခရိုင်ပန့်ပုံ TV ရွာမှာရောက်နေပါလေရှင်အခုလာကြည့်တာကြတော့ကလမဲမုတ်ထုတ်လုပ်တဲ့နေရာဖြစ်ပါတယ်ကြည်လက်ဖန်ဆိုတဲ့ဒီစက်ယုံကတော့အခြားမှာရှိတယ်ဒီနေ့ရောက်နေတဲ့နေရာကတော့မူလနေရာဖြစ်ပါတယ်မုံကလမဲလေးတွေကိုဒီလိုထုတ်ပြီးလို့ရှိရင်တစ်ခါစားအနေနဲ့ तू ကအထဲမှာစက်ကူလေးတွေထည့်ပါတယ်ပလတ်စတစ်လေးထည့်ပါတယ်ပြီးတော့မှဒီဟွာလေးနဲ့ဖက်ကလေးနဲ့ဒီလိုဒေချာလေးကိုထုတ်ထားပါတယ်ဒါတစ်ခါစားစားလေးဖြတ်ပြီးတော့ဒီလို plastic လေးနဲ့ဒေချာထုတ်ထားပါတယ်ရှင်ဒီထုတ်လေးကကြတော့နှမ်းပါပြီးသားထုတ်ကလေးတွေပါအိမ်နဲ့အိုးနဲ့အိမ်နဲ့မကွာပါတော့ကို product ကိုတက်တောင့်တက်တာနဲ့တနေရာထဲမှာ production လုပ်နိုင်တယ်ပြီးလို့ရှိရင် market ကိုဖောက်ဖို့ကတော့တာဝန်ရှိတဲ့သူတွေကသူကလည်းသူသက်ဆိုင်ရာတာဝန်ယူပါပေးတဲ့အတွက်သူတို့အနေနဲ့အများကြီး ease ဖြစ်တယ် comfort ဖြစ်တယ်လို့ခံစားရပါတယ်အဦးဆုံးဒီအနေနဲ့အပါစီတစ်ခုလုံးမယ်ရွေးချယ်ဖို့ရတယ်ပြီးလို့ရှိရင်ကျမ်းမာရေးရလဲလာပြီးတော့ကြည့်ကြပြီးတော့ဆောင်ရွက်ပေးတယ်ကျမ်းမာရေးအောက်မှာဒီလိုလုပ်ရတာဖြစ်တယ်အင်ဂျင်မှုထုတ်ကုန်ကနေပြီးတော့ production ဘိုင်းကိုဘယ်လိုလူတွေနဲ့တွဲပြီးတော့ဆက်သွားမလဲဆိုတာကို idea လေးတစ်ချက်တွေးမိပါတယ်ရှင်သူတို့စုအနေနဲ့ဘလို့ပံ့ပိုးကူညီပေးလဲပြီးတော့သူကတန်ဖြေရယ်သူတို့စုအနေနဲ့သူကဈေးကွက်ရှာပြီးဈေးကွက်ကိုဘလို့ရှာပြီးလဲထပ်မယ်သူတို့နိုင်ငံတွေပြပွဲတွေကျင်းပပြီးဟုတ်အဲ့ဆိုတော့ကျွန်တော်လည်းကျွန်တော်တိုင်းပြည်လုပ်ငန်းရှင်ပေါ့ဗျာတခြားနိုင်ငံတွေမှာကျွန်တော်လုပ်ရင်ကျွန်တော်ပြပွဲတွေမှာဝင်ရောက်ပြသပြီးဒီနိုင်ငံတာဆိုသူတို့ export လုပ်ရတယ်လို့ပြောတယ်ဆရာအဲ့ဒါလေသူတို့အစိုးရလည်းစိတ်ကွက်ရှာပေးကျမတို့အစိုးရလည်းစိတ်ကွက်တော့ရှာပေးနိုင်မယ်လောလောဆယ်တော့ပြည်တွင်းထဲမှာဟုတ်တယ် incentive အားနဲ့idea လည်းဟုတ်တယ်ဆရာအဲ့လိုမျိုးလေဟုတ်ကဲ့တို့နိုင်ငံမှာအဓိကပါလဲကျွန်တော်တို့ရက်လိုက်တော့ packaging မှာ packaging လည်းအရန်ကောင်းတယ်ဟုတ်ဟိုဘာပတ်ဝန်းကျင်လည်းဒီမှာဆိုတာဆိုရင်လေဒါဆိုကျွန်တော်တို့ဘာပတ်ဝန်းကျင်ထိန်းထားတယ်ဟုတ်တယ်အပြောဘက်ကိုစင်ပေါင်းခံပြီးတော့ဟုတ်ကဲ့ဒါကျမသူ့ရဲ့အလုပ်အားအစင်းစင်းကိုလုပ်ငန်းအစင်းစင်းကိုမေးကြည့်လိုက်တော့ကျမတို့စီမှာလေတနက်ဖက်လုပ်တဲ့လုပ်ငန်းနဲ့တိတ်မကွာတူတူပဲကျမတို့တီကိုလာတဲ့အတွက်ကိုပါလုပ်ရမယ်ကို idea အတွက်ကိုဘယ်လိုလုပ်ရမယ်ဆိုတာကိုရှိပြီးသားဆရာနော်အဲ့ဆိုဒီခရီးစဉ်ကကျမတို့တော့အရန်အကျိုးရှိပါတယ် resource ရှိပြီးသားဟုတ်ဘယ်လိုတော့မင်းလဲဆိုတော့တက်နီးပညာပဲမသိတာပြီးတော့မှအိမ်တွင်လုပ်ငန်းတစ်ခုဖြစ်တဲ့ပေါ့နော်ဒီအလားကုန်နဲ့တိုင်းရင်းစေးထုတ်လို့ရေးလုပ်ငန်းကိုတွားရောက်လေ့လာခဲ့ပါတယ်ဒီကအစိမ့်မြင့်ပို့အတွက်က FDA ကနေပြီးတော့သူတို့ကအဲ့ဒီမှာနေအစိမ့်မြင့်လုပ်ထားတဲ့အခိုင်မာတဲ့အထောက်ထားနဲ့သူတို့ဒီထဲမှာလုပ်ထားတာဖြစ်ပါတယ်ကျမတို့စက်ရုံထဲမှာဝင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ clear ကိုပို့ပြီးမှဥစားပေးတဲ့အတွက်ပုံမှန်ဆိုရင်တော့ကျမတို့ form uniform လေးတွေနဲ့ဝင်ရမှာဖြစ်ပင်ဒါပေမဲ့ဒီနေ့တော့ဦးကောင်းရဲ့ဒီခြေတောက်မှာကျမတို့တန့်ရှင်းအောင်ပေါ့နော်တခုနဲ့ကျမတို့ဝင်ကြည့်ဒီမှာတွားကြည့်တဲ့အခါကျလို့ရှိရင် one way စနစ်နဲ့ပဲပေါ့နော်ဒီကနေဝင်မယ်ဒီဘက်ကိုပြန်ထွက်မှာဖြစ်ပါတယ်စံချိန်မီတဲ့အရာကတော့ဒီဆေးတိတ်တာရှိရမယ်ရှင်ပြူတဲ့ကုန်ကြမ်းနေတဲ့ဒီ hyper ကြတော့100%အစိမ့်တက်ဖြစ်တယ်လက်ဆက်တဲ့အရွက်တွေပဲဖြစ်တယ် system မှာကြတော့ဒီလိုမျိုးကလကလေးတွေနဲ့ပိုးမွားမဝင်ဖို့အတွက်ကာထားတာဖြစ်ပါတယ်တိုင်းရင်းဆေးတွေစစ်တဲ့အိုးတွေပဲဖြစ်တယ်ပုံမှန်ထုတ်လုပ်တဲ့အချိန်ကျရင်ဝင်ခွင့်မရှိဘူးအရန်ပူတဲ့အတွက်အရာတဲ့တိုင်းရင်းဆေးတွေကိုလေပြန်စစ်ယူတာအရေးပြန်စစ်ယူတာဆေးကိုပြန်စစ်ယူတာဒီလေးခုကြတော့ရောစက်တာပေါ့နော်ဆေးတွေရောစက်တာပေါ့ကုန်ကြမ်းတွေရောစက်တဲ့ဘုံလေးတွေဖြစ်တယ်ဒီတိုင်းရင်းဆေးတွေကိုဂျိုမဲ့အချိန်ကြလို့ရှိရင် RO စနစ်နဲ့ရေတန့်ကိုသုံးရမှာဖြစ်တယ်ဒီအခန်းရဲ့အရေးကြီးဆုံးအကွာကြတော့ဒီပုံမှာဖန်တဲ့ဆက်ရှိရမယ်ဓာတုအခန်းကိုဝင်မဲ့တူကြတော့ဒီပညာရှင်တွေပဲဝင်ရတယ်ပြပလူတော့မဝင်ရဘူးထုတ်လုံးမှုကိရိယာတွေကတော့ဒီထက်များတယ်ဒါပေမဲ့လုတ်ပြီးတိုင်းသိမ့်ပြန်ဆေးပြီးတော့တန့်စင်ထားရတယ်မို့သိမ့်ထားတဲ့အပိုင်းလေးရှိတယ်မခင်လေးစင်နေနဲ့ရေးထားရှိပါလေဝဲဥချောင်းထုတ်လုပ်တယ်လို့ကျွန်မသိရပါတယ်เนาะအဲ့တော့ဒီအခုကျွန်မတို့လာလေ့လာတဲ့တိုင်းရင်းစေးစက်ရုံကမိသားစုလုပ်ငန်းဖြစ်ပြီးတော့မှဒီအိမ်တွင်းမှုလုပ်ငန်းတစ်ခုအနေနဲ့အဆင့်မှာစနစ်တကျထုတ်လုပ်ထားတာရယ်တန့်ရှင်းတည်တတ်တာရယ်သူတို့ရဲ့ထုတ်ပိုးပုံစနစ်ကိုသူတို့
မြင့်တင်ထားတဲ့ပုံမှာကြည့်ပြီးတော့မှမက်ကလေးစင်နေနဲ့ကျမကိုယ့်ရဲ့လုပ်ငန်းကိုဘယ်လိုမျိုးချက်ထွင်မယ်လို့စိတ်ကူးရပါသလဲ ဒီမှာလေ့လာရတဲ့အစီအစဉ်ကတော့ပညာရှင်ရဲ့အထောက်ပံ့အပြည့်အဝရရှိတယ်ပညာရှင်ရဲ့လာတဲ့လေ့လာမှုသူတည်တနာပြုမှုလာပြီးကုညီပန်ပိုးဆောင်ရွက်မှုအပြည့်အဝကိုရရှိတယ်ဒီမှာတော့စက်ပစ္စည်းရလဲသူတို့အနေနဲ့အိမ်လွှဲမှုဆိုပေမဲ့လည်းတအားနဲ့ဟိုစက်ရုံတရုံလို့တိုးတက်ကောင်းမှုအောင်သူတို့တွေလုပ်ပေးနိုင်တယ် ဒါဖြစ်ရင်ကိုယ့်ရဲ့ဟာပေါ့နော်ဝဲဥချောင်းလုပ်ငန်းကိုလည်းဒီလိုမျိုးတန့်ရှင်းတဲ့စနစ်ကြထုတ်ပိုးမှုတွေနဲ့နော်ပိုးတန့်လုပ်ငန်းဆက်တဲ့ကိုထုတ်လို့ဖို့စိတ်ဝင်စားတယ်ပေါ့ စိတ်ဝင်စားပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီလေပိုင်းမှာတော့တင်းငန်း6ခန်းလုပ်ငန်းနဲ့ပြားရည်ထုတ်လို့လုပ်ငန်းကိုတွားရောက်ပြီးတော့မှလေ့လာခဲ့ပါတယ် สู่บ้านผลไม้นะคะ ရှေ့စွာမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အားလုံးကို welcome ပါပဲအသေးစားလုပ်ငန်းလေးဖြစ်တယ်ပေါ့နော်အခုလောလောဆယ်တော့သူရဲ့မိသားစုရဲ့အကူရဲ့နဲ့ဝိုင်းဝန်းပြီးမှလုပ်ကိုင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဘရင်ရဲ့စီမံကိန်းပေါ့နော်ဒီတီတီတွေနဲ့ပတ်သက်တဲ့ဒီ data အလိုက်မှာရှိတဲ့နေရာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒီအမတ်တရပုံတွေပဲဖြစ်တယ်ထိုင်းနိုင်ငံတစ်မြို့လုံးကိုသွားလာနေတဲ့အခါကျတော့အဲ့ဒီရဲ့အတွေ့အကြုံလဲပါတယ်အဲ့ဒီရဲ့လုပ်ငန်းအတွေ့အကြုံကိုယူပြီးမှယခုဒီမှာပြန်လာပြီးမှလုပ်တာပဲဖြစ်တယ်ကိန်းချာနေလာတဲ့ဒီအပြည့်အစုံတွေကိုအရင်ဆုံးချိန်ပြီးလို့ရှိရင်အတိနာ live သူကချင်းလေးတွေနဲ့စီစီထားတယ်အနေနဲ့ဥက္ကဋ္ဌဖြစ်တဲ့သူနာမည်คุณรัตติมาလို့ခေါ်ပါတယ်ဒီချင်းရိုင်းရဲ့တာဝန်ခံဖြစ်ပါတယ်ဒီအခါမှာရှိတဲ့ပစ္စည်းအလုံးကတော့ရောင်းဖို့အစဉ်တည်ထားတဲ့ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်ပြားရည်တွေပဲဖြစ်တယ် အဲ့ခါမှာကျမတို့ဒေတာအတွက်ထွက်ကုန်တွေမှာကျမတို့လည်းတင်းငန်း6ခန့်လုပ်ငန်းမှာကျမတို့လုပ်ကိုင်နိုင်တာတွေခွင့်လန်းအများပြားတွေ့ရှိခဲ့ပါတယ်။ဟုတ်ကလည်းမဲလုပ်တဲ့လုပ်ငန်းမှာလည်းတချို့အင်နွေးမှုလုပ်ငန်းလေးမှာလုပ်နိုင်တဲ့အနေအထားလေးကျမတို့တွေ့ရှိခဲ့ပါတယ်ရှင်။ဒီနေ့ကတော့ကျမတို့ချင်းရိုင်းရဲ့ဂါဗနာနဲ့ကျမတို့မြို့သမီးစုံတူထွင်လုပ်ငန်းရှင်ဖွဲ့ရှမ်းပြည်နယ်တင်တို့ရဲ့ညစာစာပွဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ရှမ်းပြည်နယ်ဒေသနဲ့လက်စားလုပ်ငန်းများမြို့တိတ်ဌာနကအတွက်ညွှန်ရမှုညောင်ပါကျွန်တော်အနေနဲ့ကတော့ဒီဒေသဖွံ့ဖြိုးတိုးတက်ရေးတဲ့ဆောင်ရွက်ခဲ့တာဆိုရင်2014ခုနှစ်မတ်လနေပြီးတော့အခုချိန်ထိပါ၄နှစ်ကျော်ကြာခဲ့ပါပြီကျွန်တော်တို့အလိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့တူးတယောက်တည်းကိုပဲကျွန်တော်တို့ဦးဆောင်ပြီးပဲနဲ့အဖွဲ့အစည်းတွေပေါ့ဥပမာ cluster အစုအဖွဲ့တွေကျွန်တော်တို့ကတက်ကတ်ထားပြီးတော့ဆောင်ရွက်ဖွံ့ဖြိုးတော့ဆောင်ရွက်ပေးနေခဲ့ပါတယ်အဲ့လိုဆောင်ရွက်တဲ့ခါလဲဒီနေ့ချိန်ထိပါအခုလည်းကျွန်တော်ဒီလာတဲ့ရတယ်ကျွန်တော်ဒီလူသမီးစုံတီထွင်နဲ့ရှင်များအနေနဲ့ဘလို့ရှေ့ဆက်ပြီးဘလို့အစီအစဉ်တွေရှိတယ်ပြီးတော့လူရလည်းပဲဆရာဖိတ်ပါလိုက်ပါဖို့အတွက်ဖိတ်ခေါ်အတွက်ကျွန်တော်ကိုယ်တိုင်လည်းပဲလူဟာမျိုးတွေတက်ကြွတဲ့အတွက်ကျွန်တော်ပါဝင်ဆောင်ရွက်ခဲ့ဖြစ်ပါတယ် မင်္ဂလာပါကျွန်မကတော့စိုးတိထွင်ရှမ်းပြည်နယ်စိုးတိထွင်မြို့သမီးလုပ်ငန်းရှင်များအဖွဲ့ရဲ့အတွင်းမှူးနန်းလောက်ခမ်လင်းဖြစ်ပါတယ်ကျွန်မတို့အခုဒီထိုင်းနိုင်ငံချင်းရိုင်မြို့ကိုရောက်ရှိနေတာကတော့ချင်းရိုင်ခရိုင်ရဲ့ဒီဟောပေါ့ OTOP product one town one project အဲ့ project ရဲ့ဒီ product တွေကိုလာပြီးလေ့လာတာပါသူတို့နိုင်ငံရဲ့ SME တွေကိုဘယ်လိုမြင့်တင်လဲ SME တွေဘယ်လိုလှုပ်ရှားသလဲအစိုးရကဘယ်လိုထောက်ပံ့လဲဆိုတာတွေကိုကျမတို့အဖွဲ့ကလာပြီးလေ့လာတာပါဒီလေ့လာရတဲ့အကြောင်းရင်းဘာဖြစ်လို့လေ့လာလဲဆိုတော့ကျမတို့စီမှာလဲသူတို့ကျမတို့ရှမ်းပြည်နယ်မှာလဲဒီနိုင်ငံနီးတူတီးနှံနေထွက်ကုန်နေအတူတူပဲမဲကျမတို့ဒေသမှာဘယ်လိုဖွံ့ဖြိုးရေးလုပ်နိုင်မလဲဆိုတာမျိုးကိုဒေသအတွက်ဘာများလုပ်နိုင်မလဲဆိုတာကိုကျမတို့လာရောက်ပြီးတော့မှလေ့လာခြင်းဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့ကျမတို့ဒီကနေရရှိသွားတဲ့knowledge တွေကိုဖွဲ့တွေကို sharing လုပ်ပေးသွားမယ်လို့ညွှန်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်